ကြာရပြီတောင်းသမီးမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေကြာရပြီတောင်းသမီးများအတွက်နမိတ်ကက်လေးဖြစ်ပါတယ်နမိတ်ကက်ရဲ့အစိုးကောင်းရဆိုရင်လက်တလုံးမိတ်ဆွေမေးခြင်းနဲ့ခက်ခဲရှိနေတဲ့ကိစ္စဆိုရင်တော့အောင်မြင်မယ်အဆင်ပြေမယ်လို့ပြောရပါလိမ့်မယ်ဘာလို့လဲဆိုတော့ဒီနမိတ်ကက်ကအကောင်းဘက်ကိုဆောင်တော့နမိတ်ကက်ဖြစ်ပါတယ်ကြာရသားအနေနဲ့ဒီတပတ်တာကာလအတွင်းမှာအလုပ်အကင်နဲ့ပတ်သက်ပြီးတော့အပြောင်းရွှေ့ကိစ္စမျိုးလေးတွေနေရာမတည်မြဲတဲ့ကိစ္စမျိုးလေးတွေဖြစ်တတ်ပါတယ်ခီးကိစ္စမျိုးလေးတွေလည်းကြုံတွေ့ရနိုင်ပါတယ်ထို့နောက်မိတ်ဆွေသည်လက်ရှိလုပ်ငန်းတိုးရှဲမဲ့ကိစ္စတွေဆိုရင်တော့အဆင်ပြေခြင်းအောင်မြင်ခြင်းတွေဖြစ်ပါလိမ့်မယ်လုပ်ငန်းတိုးရှဲတဲ့ကိစ္စတွေမှာပို့ပြီးတော့အောင်မြင်မယ်လက်ပဲပွင့်လန်းမယ်ဒီတဲ့အထီးအတွက်ကြောင့်မို့မိတ်ဆွေကြာဝေးသားသမီးတွေအလုပ်ကန်ကိုရေးရေးကြီးလုပ်ဖို့လိုအပ်ပါတယ်ခင်ဗျာစက်ပစ္စည်းတွေဝင်လာနိုင်ပါတယ်အယောင်းဝယ်ကိစ္စနဲ့ပတ်သက်လာအိမ်ရောင်းဝယ်ကိစ္စတွေအမှားယွင်းတွေ့တတ်တယ်အဲ့ဒါအထူးတတိပြုပါထို့နောက်မြေကိစ္စနဲ့ပတ်သက်လာပြီးတော့အမွေကိစ္စနဲ့ပတ်သက်လာပြီးတော့မိမိဘက်ကရရှိခြင်းအောင်မြင်ခြင်းကိစ္စမျိုးတွေဖြစ်ပါလိမ့်မယ်အစိုးရဝန်ထမ်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့အကျိုးများရရှိခြင်းကိစ္စမျိုးတွေကြုံတွေ့ရပါလိမ့်မယ်မိမိအနေနဲ့မိတ်ဆွေအပေါင်းအသင်းများပေါ်များခြင်းဆိုတဲ့ကက်လေးဖြစ်တဲ့အတွက်ကြောင့်မို့မိတ်ဆွေအပေါင်းအသင်းပေါ်များပေမဲ့မိမိကိုမလိုလားအပ်တဲ့အနှောက်အယှက်တွေပေးတာမျိုးမိမိအားစိတ်နဲ့ပေါင်းတဲ့ကိစ္စမျိုးမရှိပဲနေပါလိမ့်မယ်ကြုံတွေ့ရပါလိမ့်မယ်ဒါမျိုးတွေဒီတစ်ပတ်တာမှာတွေ့ရပါလိမ့်မယ်အဖွဲ့အစည်းကိစ္စတွေနဲ့ပတ်သက်တာဆက်သူဆရာကိစ္စတွေနဲ့ပတ်သက်တာဒီလိုကိစ္စတွေမှာအောင်မြင်ခြင်းဖြစ်ထွန်းခြင်းတွေကြုံတွေ့ရပါလိမ့်မယ်အကျိုးမြတ်တွေရရှိပါလိမ့်မယ်အခြေနဲ့ပတ်သက်လာပြီးအိမ်တော်ရေးနဲ့ပတ်သက်လာလို့ရှိရင်တော့ခွဲခွာရတာမျိုးကွဲကွာရတာမျိုးကြုံတွေ့ရတတ်ပါတယ်စကားများတတ်တယ်စကားအခြေတင်ဖြစ်တတ်ပါတယ်အထူးသတိထားဖို့လိုအပ်ပါတယ်မိမိအနေနဲ့မိမိယုံကြည်တဲ့ကိစ္စဟူသမျှသည်ရဲရဲကြီးလုပ်ဖို့လိုအပ်တယ်လက်ဘက်တွေရွှေနေမယ်ဒီတစ်ပတ်တာမှာငွေကြေးတွေနဲ့ပတ်သက်ပြီးအပူကိစ္စတွေနဲ့ပတ်သက်ပြီးခေါင်းခဲစရာကိစ္စတွေနဲ့ပတ်သက်ပြီးပြန်လဲအဆင်ပြေမယ်တစ်ပတ်တာလုံးမှာအဆင်ပြေရှင်ငါးလွတ်ခြင်းပြုလုပ်ပါကြီးစိုးတဲ့ကဏ္ဍက4-3ကဏ္ဍတွေကြီးစိုးနေပါတယ်ခင်ဗျာ